ဒီနေ့ကျွန်တော်ပြောပြပေးမှာကတော့ TikTok monetization ရှောင်နေပဲဖြစ်ပါတယ် monetization ရှောက်လို့ရတဲ့နိုင်ငံတွေကတော့ဂျပန်ရှိမယ်ကိုရီးယား UK အဲဒီနိုင်ငံတွေအပြင်တခြားနိုင်ငံတွေလည်းရှောက်လို့ရပါသေးတယ်ကျွန်တော်နိုင်ငံကတော့ရှောက်လို့မရသေးပါဘူးဒါကြောင့်ကျွန်တော်တို့မှာအဲဒီနိုင်ငံတွေနဲ့ဖွင့်လာတဲ့အကောင့်တွေတော့ပိုင်ဆိုင်တာကိုတော့လိုအပ်ပါတယ်နောက်တစ်ခုက personal account ဖြစ်ဖို့လိုအပ်ပါတယ် personal account ကဘာလဲဆိုတော့ကျွန်တော်တို့ TikTok တွေကိုဝင်လိုက်မယ်ပြီးရင်ညာဘက်တော့က mini bar တွေကိုဝင်လိုက်မယ်ပြီးတော့ setting and privacy တွေကိုဝင်လိုက်မယ်နောက်ထပ် account တွေကိုထပ်ဝင်လိုက်ပါဒီကြောင့်မှကျွန်တော် switch to business account ဆိုတဲ့ပြနေပါလိမ့်မယ်ဒါမှကျွန်တော် account က personal account ဖြစ်နေမှာဖြစ်ပါတယ်ဒါဆိုကျွန်တော် monetization ရှောက်ရင်လောက်ရမယ့်အဆင့်တွေကိုပြပေးပါမယ်ရှင်းလုံးကျွန်တော်တို့ TikTok profile တွေကိုဝင်လိုက်ပါပြီးသွားရင်ကျွန်တော်တို့ညာဘက်ထောက်ကညညောင်း၃ချောင်းလေးကိုနှိပ်လိုက်ပါပြီးရင် TikTok Studio ကိုဝင်လိုက်ပါဝင်ပြီဆို monetization ဆိုတဲ့နေရာမှာ Creator Reward Program ဆိုတာရှိပါတယ်အဲ့ဒီကိုဝင်လိုက်ပါပြီးသွားရင်အောက်နောက်မှာချက်၃ချက်ရှိပါတယ်တစ်က session နှစ်ပြရပါမယ် TikTok monetization ကိုရှောက်ရင် session နှစ်ပြမှရှောက်လို့ရပါမယ်နံပါတ်2အချက်က 10k follower ရှိရပါမယ်နံပါတ်3ကရက်3ရက်အတွင်းမှာ 100k viewer ရှိရပါမယ်ဒါမှကျွန်တော်တို့က monetization ရှောက်လို့ရပါမယ်အဲ့ချက်တွေစုံသွားပြီဆိုရင်အောက်ကအနီတန်းတဲ့နေရာမှာ join ဆိုပြီးပေါ်လာပါလိမ့်မယ်အဲ့ဒီကိုမြင်ရင် congratulations ဆိုတဲ့ဖောက်ကြလာပါလိမ့်မယ်အဲ့ဒါဆိုကျွန်တော်တို့ရှောက်တာအောင်သွားပါပြီထဲကိုရောက်သွားရင် verify identity နဲ့ payment method တို့ဖြည့်ရပါမယ်အဲ့ဒီအကြောင်းကိုတော့ကျွန်တော်နောက်ဗီဒီယိုမှာပဲပြောပြပါတော့မယ်ကျွန်တော်ရဲ့ channel လေးကို like and share လေးလည်းလုပ်ခဲ့ပေးပါအောင်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ